တတနာဘုရားတော်ကြောင့်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်စွာဘုရားမြတ်စွာဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ယခုတရားထုတ်စေခါ၌ယခုတရားထုတ်စေခါ၌မြတ်စွာဘုရားမြတ်စွာဘုရားနိဗ္ဗာန်ကိုယီမှန်း၍နိဗ္ဗာန်ကိုယီမှန်း၍ဘုရားတပည့်တော်တို့၏ဘုရားတပည့်တော်တို့၏ခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးကိုယုံနာနှစ်ပါးကိုလူရန်ပါ၏လူရန်ပါ၏ကလူပါ၏ကလူပါ၏ပူဇော်ပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးယုံနာနှစ်ပါးလူရန်ရသည့်အကျိုးလူရန်ရသည့်အကျိုးမဲ့ညာမဲ့ညာဟိုညာဟိုညာနိဗ္ဗာန်ညာနိဗ္ဗာန်ညာနိဗ္ဗာန်တရားတော်မြတ်ကိုနိဗ္ဗာန်တရားတော်မြတ်ကိုဝေဒနာတော်မူပါအရှင်ဘုရားဝေဒနာတော်မူပါအရှင်ဘုရားအမထံဆရာဖြစ်တော်မူသောဘုရားဆရာဖြစ်တော်မူသောသိင်္ဂူကြောင့်သိင်္ဂူကြောင့်ဆရာတော်ရှင်သူမြတ်ကြီးဘုရားဆရာတော်ရှင်သူမြတ်ကြီးဘုရားဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ယခုတရားထုတ်စေခါ၌ယခုတရားထုတ်စေခါ၌ဆရာတော်ဘုရားကြီးဟာဆရာတော်ဘုရားကြီးဟာနိဗ္ဗာန်ကိုယီမှန်း၍နိဗ္ဗာန်ကိုယီမှန်း၍ဘုရားတပည့်တော်တို့၏ဘုရားတပည့်တော်တို့၏ခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးကိုယုံနာနှစ်ပါးကိုလူရန်ပါ၏လူရန်ပါ၏ကလူပါ၏ကလူပါ၏ပူဇော်ပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးယုံနာနှစ်ပါးလူရန်ရသည့်အကျိုးလူရန်ရသည့်အကျိုးဆရာတော်ဘုရားကြီးဆရာတော်ဘုရားကြီးသိအပ်သောသိအပ်သောဓာတ်တရားဓာတ်တရားပရမတ်တရားပရမတ်တရားယုတ်တရားယုတ်တရားနန္တရားနန္တရားသစ္စာတရားတော်မြတ်ကိုသစ္စာတရားတော်မြတ်ကိုဝေဒနာတော်မူပါရှင်ဘုရားဝေဒနာတော်မူပါရှင်ဘုရားဘုံ31ဘုံ31ရှိရှိသမျှရှိရှိသမျှအနန္တဝေအနန္တဝေကုံမာနေကိုကုရေကုံမာနေကိုကုရေဒီမာနေစေကုရေဒီမာနေစေကုရေဘုံတတဝါယေတတဝါဘုံတတဝါယေတတဝါသဗ္ဗေတတ္တာသဗ္ဗေတတ္တာသတ္တဝါပေါင်းသတ္တဝါပေါင်းစัจ java လာတိုင်းစัจ java လာတိုင်းသီလပါကုံသီလပါကုံဘုံမကြံရေမကြံဘုံမကြံရေမကြံအထက်ဘဝဲအထက်ဘဝဲအဝေစီတိအဝေစီတိ32ဘုံ32ဘုံဒီနိကြကုန်သောဒီနိကြကုန်သောဝိနည်းတတ္တဝါပေါင်းတို့အားဝိနည်းတတ္တဝါပေါင်းတို့အားအကျွန်ုပ်တို့ဤဒါနကုသိုလ်ဒါနကုသိုလ်သီလကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဘာဝနာကုသိုလ်အဋ္ဌံပါရမီကုသိုလ်အဋ္ဌံပါရမီကုသိုလ်ဤကောင်းမှုတို့ကိုအကျွန်ုပ်တို့နှင့်သတ္တုထမြညီတူညီမြရကြရအောင်အားလုံးရကြသမျှအမြယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းများဘုဒ္ဓတော်မေတ္တာဝိဝီတော်မြတ်ကိုလည်းအကျွန်ုပ်တို့ကဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုမဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ဉာဏ်နိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မြတ်မောက်လည်းနိုင်ကြသည်ဖြစ်စေမိမိတို့အရိယာဘုတ်တွေကိုဈာနန္ဒပြင်စင်မှာဓမ္မလင်ချိတ်ထိုင်မှာဘယ်ဘက်လက်ဝါးပေါ်ညာဘက်လက်ဝါးပါတင်ခါကိုသာမန်အနေထားတိုင်းတည်ပါစိတ်နဲ့ညှစ်ချုပ်ဆုပ်ပြီးတော့ကြောကြီးကိုတင်ခါကြီးကိုတင်ဇက်ကြီးကိုထောင်ပြီးတော့ပခုံးကြီးညှစ်ပြီးမထိုင်နဲ့ပဂတိအတိုင်းပြပြအိန္ဒြေကိုတည်လိုက်ပါစိုင်းနာတွေလန်နာတွေစောင်းနာတွေရိုင်းနာတွေမရှိပါစေနဲ့သာမန်အနေထားနဲ့နော်အလကားကိုဘကိုတာမန်နေတဲ့အနေထိုင်မျိုးလေးနဲ့ပန်ပန်လေးအရိယဘုကိုတည်ပါတည်ပြီးတော့မိမိတို့ဒီအာနာပါနကမ္မထံကိုစက်ကရှူတဲ့အတိုင်းမိမိတို့ဒီကဆရာပို့ချတဲ့အတိုင်းကြိုးစားအားထုတ်ပါဒီကားပါရအတန်ပေးထားပါတယ်စီတန်ပေးထားတယ်ဒီစလို့ကြည့်အောင်လို့တန်ကြည့်အောင်လို့အတန်မှန်မှန်ရှူတဲ့လေးစလို့ကိုရှူပေးထားတယ်ပထမမှန်မှန်လေးရှူပါလက်ကရှူတာနဲ့အရှူဆိုင်နဲ့မိမိအရှူဆိုင်နဲ့ရှူအောင်အကြံကိုမိမိကလက်ခံပြီးတော့
စက်ကရှိတာကွာနားတောက်ပြီးတော့ကိုရှိတဲ့လေတာနဲ့စက်ကရှိတာနဲ့တစ်ခါတည်းညောင်ကြည့်စီပါကြည့်စီထားပါဦးအတောင်နားတောင်မှာရရှိပြီးတဲ့တန်နဲ့မိမိဒီဆိုင်တဲ့အဝင်ချက်နဲ့ဒီဆိုင်မှုနဲ့သူ့ရဲ့လားညီရဲ့လားသူအောင်လိုက်ကြည့်ပါဦးဒီကမှာဒီကပါမမှန်လေးဒီကပါဒီပထမဆုံးလေ့ကျင့်မအောင်ဒီနေ့နာပြီးတော့ထိတဲ့နေရာကိုအောင်မပြပါနဲ့ဝင်လေထွက်လေရှိတဲ့ဒီစနစ်မှန်စနစ်ကြမကြအခုတော့ဒီတိုင်းကြီးကိုအရင်လေ့ကျင့်မအောင်ဒီကပါညှိရှိပါအခြေဆိုင်ချင်းတူအောင်ညှိရှိပါအခြေဆိုင်ချင်းညီအောင်ညှိရှိထားပါရေဝါကိုအားကြည့်ပြီးတော့ရှိပါရေဝါလေးနဲ့အားကြည့်ပြီးတော့လေးပေါင်းရှိပါရေဝါအားကြည့်ရှိတာပါရှိလိုက်တာပါမမလေးညီအောင်ရှိပါသက်ကရှိတာနဲ့တူအောင်ညှိရှိပေးပါပေါ်ပါပါလေယာချောင်းကြည့်ကြည့်အလင်းမပြဝင်ထွက်နေပါလိမ့်မယ်လေကိုညှိထုတ်ပြီးတော့မရှိပါနဲ့စိတ်ထုတ်ပြီးတော့လည်းမရှိပါနဲ့လေကိုလေးနဲ့လာဝင်တဲ့လေကလည်းလွတ်လပ်စွာဝင်အောင်ထွက်တဲ့လေကလည်းလွတ်လပ်ထွက်သွားအောင်ဒီဆိုင်ပြပါဒီဆိုင်မှုလေးစနစ်အခြေခံမှန်ကန်မှုလိုပါတယ်ဒီကပါသက်ကရှိတဲ့နေ့ကြီးကမမလေးကြီးကတစ်ခါတည်းညောင်ကြီးကတစ်ခါတည်းညောင်ကြီးကပါဒီကြီးကပါအာရုံမပြတ်လေးတွေနဲ့အာရုံမပြတ်လေးတွေနဲ့မမလေးကြီးကရှိတဲ့နေရာကိုအောင်ကြည့်ပြီးတော့မမလေးကြီးသွားတော့ရပြီဒီကအပြည့်စိတ်ကိုမြည်ပါဒီလိုတိုးလေးလေးမြင်လိုက်ရက်လို့ကြည့်လိုက်မြင်းမြင်းကြည့်လိုက်ကြဲကြဲကြည့်လိုက်ရဖြစ်အောင်စနစ်ပြရတယ်အဲဒီစနစ်တိုင်းကြည့်ပါပါတတိယကြည့်အောင်လိုက်ကြည့်ပါဒီကပါမမကြည့်ပါပါကြည့်ပါတခါတည်းကြောင့်ညှိကြည့်ပါဒီဆိုင်ညှိကြည့်ပါညှိကြည့်တာပါတတိယလေးပါခြင်းနဲ့ဒီကြည့်တဲ့နေရာအောင်ကြည့်တာပါအဲမကြမ်းလေးတွေနဲ့ရက်စီကံနဲ့တခါတည်းညောင်ညှိကြည့်တာတခါတည်းညှိကြည့်တာတခါတည်းကြောင့်ညှိကြည့်တာပါတခါတည်းကြောင့်ညှိကြည့်တာပါအကွာခြင်းနဲ့မကွာခြင်းနဲ့ညှိကြည့်တာတခြားဆက်ကကြည့်တာတခြားပြီးဖြစ်ခြင်းနဲ့ဒီကရေဝါလေးနဲ့အားပြီးတော့လေးပေါင်းရှိသေးပါခန္ဓာကိုယ်ကြီးကိုအားပြီးတော့အကျော်တွေပြောင်းညှိထုတ်ပြီးတော့လေးပေါင်းမရှိပါနဲ့ခန္ဓာကိုယ်ကြီးရေထုတ်ပြီးမရှိပါနဲ့ရေဝါလေးနဲ့အားပြီးတော့လေးပေါင်းရှိပါဒီစိတ်ဓာတ်ဒီကညှိကြည့်တာဒီတုံးညှိကြည့်တာသက်ကရှိတာနဲ့ညောင်ညှိကြည့်တာညှိကြည့်တာပါညှိကြည့်တာပါညှိကြည့်ပါအတန်အောင်ပြီးညှိကြည့်တာပါစိတ်ကြီးအောင်ပြီးတော့မိမိနားမှာအတန်လာပေါ်တာနားမှာအတန်လာပေါ်တာနားမှာပေါ်လာတဲ့အတန်နဲ့မိမိရှိတာနဲ့မိမိရှိတဲ့နေရာနဲ့နားမှာအတန်ပေါ်မယ်သက်ကရှိတဲ့နေရာနဲ့နားမှာအတန်ပေါ်မယ်ညီမကြီးရဖြစ်ဒီအောင်ကိုယ်လိုက်ကြည့်ဒီကိန်းနဲ့ရှိတာဒီကပါဒီကောကောရှိစင်းနဲ့ဝင်ရစီပြီးထွက်လို့ပြင်းလည်းမမောဆုံးနဲ့အကြည့်ကိုတုတ်ပြီးထုတ်ပြီးနဲ့ပွင့်ပြီးသက်ကအတန်လေးလွတ်လွတ်လေးရှိတာဒီသွားပါညှိကြည့်ပါညှိကြည့်ပါတခါတည်းညှိကြည့်ပါဒီကြောင်းရစိတ်ကြပါလားစိတ်တွေထားပါနဲ့ဘယ်လိုပဲဖြစ်လာမလဲဘာလို့ဖြစ်လာမလဲမသိပါနဲ့တရားကျင့်တဲ့ချိန်မှာတရားဓမ္မတွေရှိရညွှန်ကြတဲ့အတိုင်းရလမ်းဆုံးတဲ့အတိုင်းသူအောင်လာလိုက်ပြီးဘာမှမသိနဲ့ဘာမှမကြောက်ကြနဲ့ရှိဒီကပါချက်ကြလည်းမဟုတ်ဘူးကြောက်ကြလည်းမဟုတ်ဘူးဒါဆရာတိုင်းအာရဗနာကမ္ဘာတိုင်းဒီတိုင်းဆရာဖြစ်တာဆရာကျင့်တဲ့အချင်းစစ်ဆရာကျင့်ကြောက်ကြခြင်းမဟုတ်ဘူးဒီကပါဒီကပါဒီပါမမရှိပါအတန်ကြီးတော်ကြီးရှိပါအတန်ကြီးတော်ကြီးရှိပါအတန်ကြီးတော်ကြီးရှိပါတခါတည်းကြောင်းကြီးရှိတာဒီရှိတာဒီရှိတာလေးကြီးလေးကြီးကနားမှာအတန်လာပေါ်မယ်ကိုရှိတဲ့လူကလည်းကိုနားကြားနေတယ်နားမှာအတန်တစ်မျိုးခွဲလာတစ်မျိုးတည်းလာကြည့်သူညောင်းလိုက်ရင်မကြီးတာကွာမကြီးတာဒီကပါမမရှိတာပါအတန်ကြီးတော်ကြီးရှိပါဒီဝါလေးကအားကြည့်ပြီးတော့လေးပေါင်းရှိပါဒီခက်ရတဲ့ဆက်တဲ့အလုံးမပြအောင်ရွာလေးနဲ့လုံးလုံးလတ်လတ်ကလေးရှိသေးပါကြောက်ရွံ့ပြီးဆိုရင်လည်းစိတ်နဲ့မရှိပါနဲ့မမလေးရှိပါဘောဘာလုံးလတ်လတ်လေးလေးပေါင်းရှိသေးဒီကအကြီးကချင်းတော်ကြီးဒီကသက်ကရှိတာနဲ့ဒီရှိတာနဲ့ညီလာဒီရှိပါ
မိတာပါမိတာပါမိရှိပါမိရှိပါမိရှိပါဝင်လေထွက်လေတူအောင်ကြည့်ပါဒီတုံးကြီးပါအကျဉ်းကြော်လည်းကြီးပါမိရှိပါမိရှိတာပါအလင်းမပြတ်ခြင်းနဲ့အလင်းမပြတ်တဲ့ရောရလေးရှိပါဒီနေ့ကမှုဆုံးမထားနဲ့ပန်းတယ်အခုကြီးကြတယ်ထားတာဒီရောရလေးတက်တဲ့အားပြီးတော့ရှိပါရောရလေးကအားပြီးပေါ့ပေါ့ဆောင်းဆောင်းလုံးလုံးလက်ကလေးရှိပါဒီလေးရအခုငိုင်းလိုက်တာတော့လေးရမို့ပေါ့ပေါ့လေးဒီပေါင်လေးလေးရောရလေးအောင်ပြီးတော့ရှိပါဒီမိတာပါမိတာပါမိရှိပါမိတာပါတခါတည်းမိတာမိဘယ်မှဝင်မခံနဲ့မြောင်ကြီးကျွားပဲလောက်တာရိတာမမကြီးတခါတည်းမိတာဒီနောက်မကြခြင်းနဲ့မြောင်လည်းမမြောင်ရင်နဲ့ရက်လည်းမနေနဲ့မမဆောင်အောင်လေးမြောင်ကြီးမိတာတခါတည်းမိဒီတောင်းကြီးတာဒီမမလေးကမလုံးနဲ့ဒီကမမလေးကပါဒီပါအကျဉ်းလေးကိုလည်းပြောင်းလိုက်ကြည့်တခါတည်းမိတခါတည်းမိဒီကမိပါမကျန်လေးကိုလည်းဟောရချက်တိုင်းဖြစ်လာလို့ချင်းဘာမှမအောင်ပေးပါနဲ့ဒါဒီကမရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တတ်တယ်နောက်တော့သူ့ဘာသူပွင့်သွားလိမ့်မယ်မသိဘူးမကြောင်းကြနဲ့ဒီမှာဒီမောလာဆုံးလာချက်လာလို့ဘာမှဖြစ်မနေအောင်ဘူးဘာမှဖြစ်ဘူးဒီကမရှိတဲ့ပုဂ္ဂိုလ်ဖြစ်တတ်တယ်ဒီပါပါတခါတည်းမိဒီကမိတခါတည်းရောင်မိပါဒီကပကံနဲ့တခိုက်ကြီးပကံနဲ့တိုက်အောင်ဒီပါတခါတည်းကြောင်းရှိအပြန်လေးတွေနဲ့ဒီတာပါမလို့ဒီနဲ့ဒါပါသိမမဝေးပါနဲ့ဒီတာပါဒီကမိပါတခါတည်းကြောင်းရှိပါဒီကဆက်ကတတန်နဲ့တပုံစံနဲ့ဝိပ္ပံရအောင်ဆရာကဆွဲခေါ်အတန်နဲ့ပြီးပြီးတော့ဉာဏ်နဲ့သိသိပြီးတော့ကျက်မှတ်သွားတာကိုကသူကားတော့ပါကိုဘကလိုက်လာကျက်သွားမှာကိုလိုကဒီလိုဖြစ်မှာဟိုလိုကြောက်ပါသွားမလို့နဲ့ဒီတခါတည်းဒီတာပါတခါတည်းညီစစ်ပါတခါတည်းပုံလုံးကြမကြစစ်ပါဒီပါစစ်ပါတခါတည်းဒီလိုက်ကြီးဟိုဘာမှပဲကိုဘကဘာလို့လဲကိုဆရာကြီးတိုင်းတာနဲ့သူကဘလို့ညှိပြရမလဲဘလို့ပြင်ပြရမလဲအဲ့ဒါကိုစစ်ပြီးတော့လောတာစစ်ဒီတခါတည်းဒီကပါမလေးဒီနဲ့ကြော်လိုက်ကြည့်ပါဒီမှာမအောင်ပေါ့လေးပါလောလောလတ်ဒီပါအောင်စီသေးဝင်လေဆက်လို့ညီညွတ်အောင်စီသေးတခါတည်းတူအောင်ဒီကပါဒီဆိုတာချက်တော့မမတော့သွားပြီးတော့မရက်ကြည့်နဲ့ဒီတခါတည်းပေါ့စီပါဒီကတခါတည်းပေါ့ဒီကဒီဟိုလိုလားဒီလိုလားဘာကြည့်မလဲသွားမလို့နဲ့ဒီအခိုင်းတွေကတူအောင်လို့တခါတည်းကြောက်ဘူးလားဒီပါဒီဝလေထက်လို့ပေါ့လောလာဝေတဲ့အောင်ပေါ့ပြီးဒီလိုက်ကိုတခါတည်းကြောက်ဘူးကျက်မှပြီးအသေးချင်းကြီးပုတ်ပြီးတော့မကြည့်ပါနဲ့ဖွင့်ပြီးလောလာရှိလေးပေါင်းကြည့်အဲဒီမမလေးကဒီကပါမမလေးကတခါတည်းရောင်ကြီးပါနိုင်ကြနေရပါတယ်ကိုကြည့်တဲ့အတိုင်းနဲ့ကြည့်ပါဘဝတော်ကြည့်ပါဘဝကြည့်ဆိုပြီးပါညီညွတ်လိုက်ကြည့်လေးပါဒီပါမမလေးတခါတည်းကြောင်းကြည့်ပါညီညွတ်အောင်ကြည့်ပါဒီကအောင်ကြည့်တာအကျဉ်းလေးတွေနဲ့အဒီတဲ့မမလေးကြည့်ပါအကျဉ်းလေးတွေနဲ့အကျဉ်းလေးတွေနဲ့တခါတည်းကြည့်ဒီကပါမကျန်လေးတွေနဲ့တရိတာဒီကညီတခါတည်းကြောင်းလိုက်ကြည့်ပါကိုလိုက်ကြည့်ပါဘောတော်ကြီးတဲ့ရုပ်မြစ်ကုန်ကနဲ့အနာကိုစိတ်နဲ့တင်းပြီးအတော်ကြီးပြောင်းလိုက်တာနဲ့ဒီမှာလေးတက်ပဲအားယူပြီးတော့သူကပေါ့လေးသူကဒီဟာဝလုံးလုံးကကောင်းကြီးလေးသူကဒီကပါမမရှိပါတခါတည်းကြီး
ဒီကူတူအောင်ဒီကူတခါတည်းကြောင်းလိုက်ယူပါလိုက်ယူပါမိကူပါဒီကူတာပါတခါတည်းရှိတာမိတာပရိဒါညောင်းလိုက်ယူပါရှိတာပါတခါတည်းကြပါစေတခါကြောင်းရှိပါဒီမောလာကြက်လို့ဆိုးလို့ဖြစ်တယ်အဲ့ဒါသွားပြီးမဆိုးရင်အဲ့ဒါရှိသားမရှိလို့ရှိတာပါဒီလမ်းလေးတန်းနဲ့ပြုတ်ပြကျမ်းမာရေးကိုကောင်းလာပါလိမ့်မယ်ရှိတာပါတရားလည်းရရှိတာပါဒီကလူကျင်တာပါတရားရအောင်လူကျင်ပါဒီကပါဒီကိစ္စပါတရားညို့ရှိပါတကယ်ကြောင်းကြည့်ရှိပါဒီပုံတော်ကြီးတကယ်ကြောင်းကြည့်အဲကောင်းဒီတကယ်လေးပေါင်းကြည့်ဒီကဘာလို့လဲရှင်းနေကိုလိုတာပြင်ဥပကမကြီးတာဥပကဆရာလေးကနေညောင်းလိုက်ကြည့်လိုင်းကြည့်ပါဒီကလွဲတာရှင်းသေးဟောတဲ့ညနေဆော့ပြီးနှင်းနေနေဖြစ်ပြီးတခါတည်းဒီတခါတည်းအကြောင်းဒီကပါမရပါနဲ့တခါတည်းအကြောင်းချဒီတရားကြီးဘလို့လဲဒီရလားကိုဘကလည်းနေနေလားနေလားညနေလားကြည့်ဘာလို့လဲလိုက်ကြည့်ဒီကမိတာကြည့်ပါတခါတည်းကြည့်ပါတခါတည်းကြောင်းကြီးပါတခါတည်းတော်ကြီးပါမိပါမိပရိဒါမလို့ဒီနဲ့မပြန်လို့ဒီနဲ့ဒီကတခါတည်းအန်ချရှိတာဒီကတတိမလို့ဒီနဲ့မပြန်လို့ဒီနဲ့ဒီကပါဒီနဲ့ခန္ဓာကိုဒီလိုပေါင်းဆောက်တယ်လိုက်ပြီးတော့ကိုအောင်နာဒီကသိကြအောင်ပြီးတော့အဲ့မှာဝင်တက်လို့ဆရာရှိရဲ့အတန်းနဲ့ညောင်းပြီးနောက်မကြခင်တည်းနဲ့တစ်ခါတည်းပါလာအောင်ဒီကညီစုလိုက်စုဒီကပါဒီကဒီခါတည်းကြောင်းကြီးဒီပါညောင်းလိုက်ပါညောင်းပြီးဒီပါမှာကိုလို့ပါဒီကတခါတည်းညီတွေဒီကညောင်းလိုက်ကြည့်ပါတခါတည်းကြောင်းလိုက်ကြည့်ပါအကျဉ်းလေးနဲ့အမနည်းနည်းလေးကြကျေးကြတယ်နည်းနည်းလေးကြောက်ပြီးတော့မနေဘူးပါဘူးနော်ဒါပေမဲ့ဒီလိုခါကြိုးဘောလုံးကျိုးနဲ့ကျိုးထုတ်ပြီးတော့မရှိပါဘူးနည်းနည်းလေးကဆယ်ချပြီးတော့ရေဝါလေးတက်ပဲပေါ့ပါအားပြီးအလကားနေပြီးတော့အလုံးလေးတစ်ခုအခုလည်းဒီစိုက်ကြောင်းကြထိုက်တာမလိုပါဘူးမှန်လေးကရှိပါဒီပါအားရကိုကောင်းနေကြတာလည်းမရဘူးနဲ့ဒီတော့သွားပြီးမိချုပ်ပြီးတော့လုပ်နေတယ်မဆုံးနဲ့ဒီကြည့်တဲ့တင်တာနဲ့အတော်ဒီခါရီပကုံးနေရင်းပါတွေသွားရင်မတင်းနဲ့အခုပါတော့အတော်လေးထားလို့ထားတာလောလချီချတာဒီကဒီကြည့်သွားပြီးချုပ်ပြီးခုတ်ပြီးနဲ့ဘုန်းကြီးကတော့ရှိသေးတာဒီတက်ကလေးလိုက်ကြည့်ကြည့်ဒီကပါညောင်ကြီးပါဒီကပါဒီပြာအတန်းနဲ့ပြေးကြရအောင်။ဒါတတိကဇန်ငါတဲ့ဝင်သွားဇန်စိတ်ဒီပေါ်လာအောင်အတန်းပေးပြီးရှိကြတယ်။ဒါတတိကမာနီကလွှတ်ဆွဲတဲ့ဥမာလေးဒီလေးနဲ့ရောက်ပြီးစိတ်ထားပြီးအောင်လိုက်။နောက်ဆုံးရွာတွေ့တယ်ဒီကပါတတိကပါမပြန်နေခြင်းနဲ့ဒီဆရာကြီးတဲ့ကနေဒီဒေတာဒီတခါတည်းကြောင်းကြည့်ဘုံနဲ့ကြောင်းကြည့်တာကွာမင်းယုံကြည့်နေမှာပို့လို့ဘာလို့လဲဆိုတော့ဘုရားကလူကလွဲတာပဲရှိတယ်ဘုရားကလိုက်ကြည့်ဒီကမကြံနေဒီနဲ့တခါတည်းကြောင်းကြီးရောင်ကြီးကတခါတည်းအန်ကြပြီးတော့ဘုံနဲ့ကြာပြီးတော့ဒီတခါတည်းညီညွတ်ရှိတော့မှာပို့လို့ဟုတ်ပြီစိတ်ကြောင်းကြဆိုင်ကြလည်းမလိုပါဘူးမမှန်လေးဒီပေါ်ပါလောလာလေးခေါင်းလေးဝင်လိုက်ခက်လို့ရှိနေတော့ပြီဟုတ်ပြီဆရာကလည်းညီတော်တခါတည်းကြည့်ဟုတ်ပြီဒီလိုမှန်လာပြီဒီကောင်းလာကြီးကြက်ကလေးအောင်ပြီးလိုက်ကြီးကြက်နေရာသင်ကြားတဲ့နေရာလေးအောင်ပြီးလိုက်ဒီကဒီကြက်သင်ကြားတဲ့နေရာအောင်ပြီးဒီ
သူဆိုင်ပြင်းနဲ့မှန်မှန်လေးပြဒီကတည်းကသူဆိုင်မသားနဲ့ဒီကကလေးကတိုင်းစားပြီးတော့ကြောက်ပြီးကြောက်မသွားဘူးလုံးမသွားဘူးလေးမသွားဘူးပဲဒီငယ်လေးကိုပဲဒီကလေးကဒီတော့တစ်ခါကလည်းစီကမလဲနေတယ်တစ်ခါကလည်းစီကမလဲနေတယ်ဒီကလေးလည်းဗမာပြီးကြလဲဒီနေ့ကတိုက်ခဲ့တဲ့ဗမာသင်္ချာလဲဒီဘက်ကသင်္ချာလဲဘယ်နေရာသင်္ချာလဲနှခမ်းရသင်္ချာလားဘယ်လိုလဲသင်္ချာတဲ့နေရာကြီးဒီအိုင်နေရာလေးအောင်ပြပြီးတော့ဒီကလေးပရိလဲအသာလေးကြောက်ပြီးတော့ထားပြီးတော့ဒီကရောပါလေးနဲ့ပေါ့ပါလေးကြည့်ကြလာဒီတော့ဒီနေရာနဲ့ဒီကလေးဒီတာပရိဒါဒီလိုလေးနဲ့ဓမ္မလည်းကြည့်ချက်ဓမ္မလည်းကြည့်ချက်သိချာသိရလားကြည့်ပရိဒါသိချာတဲ့နေရာအောင်ပြုဓမ္မလည်းသိချာတာတိုက်ခိုက်ဖို့လေးနဲ့နာဒီကတိုက်ခိုက်တဲ့နေရာလေးဓမ္မလည်းဒီနေရာသိချာလည်းကြည့်ဒီကလည်းပုံပြောင်းနေတယ်အခုလည်းပုံပြောင်းနေတယ်တခါတည်းဆန္ဒလည်းမစောနဲ့မလုံးနဲ့အသိစိတ်ကမလုံးနဲ့ပရိဒါမမကြည့်ပရိဒါပါပရိဒါဆန္ဒစောပြီးတော့မရှိပါနဲ့ပရိဒါမမလေးရှိပါဒီနဲ့ပရိဒါပါဒီဆိုင်လည်းပုံပြောင်းနေတယ်ရရှိကလည်းပုံလေးနေပရိဒါပရိဒါအမှားပါခိုက်တာကြသွားပြီးပါနဲ့မိသွားမကိုင်းဒုက္ခသွားမပေါင်းသေးနဲ့ဆန်းကလည်းလာပြီးကြည့်ကြကလေးတော့စိတ်ကလေးကမာအာဇီဝရအောင်မွေးပါမွေးပြီးပါကြည့်ကြကလေးကိုသိထားပါအဲ့ဒီနေရာလေးကဒုက္ခမှလွတ်တဲ့နေရာလေးစိတ်ကလေးမွေးနေအောင်သိကြည့်သေးတာဒိဋ္ဌသုဒ္ဓသုဒ္ဓဒီကြကလေးလည်းဘယ်မှာမရှိမှမနဲ့မလေးလာပါနဲ့မလည်းရောပါနဲ့ကြည့်ကြကလေးအောင်ပြီးတော့ဆရာရှိတာနဲ့ညီမကြီးတာစိတ်ကလေးရှိတာဒီကပါဒီဆိုင်မပေါအောင်လားဆရာအတန်းနဲ့တစ်ခါတည်းကြောင်းတာဝရိယဆိုင်ပြီးသူကဒီတော့ဂရိတာမမစီဂရိတာဒီမပြောင်းနေနဲ့ဒီမလေးနေနဲ့ဒီကြကလေးမှာဒါလေးတတိလေးပြေးအောင်တာပါဂရိတာပါဒီကြလေးအောင်ကြည့်တာပါပြေတာဘာလဲဒီကြပြေးတဲ့နေရာအောင်ယူစီဆိုင်သွားဂရိတာဒီကြကလေးအောင်ကြည့်တာပါဒီကဒါလေးအောင်ကြည့်တာဒီကတရားလေးအောင်ကြည့်တာပြတာပါတတိမလေးဆိုနေအလိုမလိုက်နဲ့အာဟုတို့တရားတွေကကုသိုလ်တရားလုပ်တဲ့နေရာမှာလာရောက်ပြီးနောက်ကနေနှောက်ချက်လို့အလိုမလိုက်နဲ့ဟိုပြန်လို့ဒီပြန်လို့ဟိုရောက်ဒီရောက်အာဟုတို့ကနာတိကကြည့်ကြကလေးကကုသိုလ်ကုသိုလ်တရားတိုးပေါင်းမြင်အောင်အားကောင်းကြိုးစားပြီးဒီကလေးဒီကပါဒီကမပြန်လို့ဒီနဲ့မပြန်လို့ဒီနဲ့ပရိဒါမမလေးကအခုစိတ်မမာနေတယ်ဒီစိတ်လေးမမာနေတယ်ပရိလေးနဲ့ဒီချက်ကိုအောင်ပြီးတာမမလေးပြတာပရိဒါကိုကြည့်ပါပရိဒါပါရှိဆိုင်ပရိဒါပါရှိဆိုင်ပရိဒါပါပရိဒါပါပရိဒါမမလေးကခန္ဓာမစုံနဲ့မလုံးနဲ့ဒီလိုမျိုးလေးဒီလိုမပြန်လို့ဒီနဲ့ပရိဒါဒီကြကလေးအောင်ပြုဒီကြကလေးအောင်ပရိဒါဒီကနေ့အောင်ကြည့်တာဒီကပါဒီကလေးအောင်ကြည့်ပါမမလေးကြည့်ပါဒီကလေးပါမမလေးတစ်ခါတည်းရွာလေးလုံးလုံးလာလေးပုံမှန်လေးကြည့်ပါဒီညီလေးဒီကလေးနဲ့ငြင်းနေအောင်ဒီကပါတတိလေးကိုလည်းမပြန်လို့ဒီနဲ့စိတ်လေးကိုရောက်ပြောင်းမရဘူးနဲ့ထိန်းတာကဒီလားငါဒီကကြည့်ကြကလေးရနေစိတ်တွေအာဟုတို့ကမယုံလာအောင်ပါဝယ်ဆောင်ထိန်နေတာဒီကစက်ကလေးတတိလိုက်တစ်ချက်လေးအာဟုတို့တော့ဒီမလေးဆိုဒီကဒီကြကလေးအောင်ဒီကမကြမ်းနေသေးနဲ့အတိုင်းအာယုံနဲ့ကြည့်ကြကလေးကမခံအာယုံနဲ့အားရနေလက်ဆက်ပိုင်းဒိဋ္ဌအာဟုတို့အာယုံတော့ကာမအာယုံမကောင်းဘူးလောကပြီးကြွားအာယုံအဲ့ဒီမှာစက်ကလေးမနေဘဲနဲ့ကြည့်ကြတဲ့သူကသမထအောင်လေးမှာငွေဒီနေ့တော့ကြက်မှာဉာဏ်နဲ့ပညာဥဒိတာရှိတာကြာရှိတဲ့အတိုင်းနဲ့ညီလာပါလို့လေမားတွေကလွဲနေညာပြီးပညာကညာတာလျှော့လိုတာဖြစ်ကြာပြင်ခိုင်းတာလေးကြည့်ပညာကတတိကကြည့်ကြကလေးသိဆောင်တော့ဒီကကြက်မှာတတိယဉာဏ်ပညာသုံးချက်ပါအောင်ကြည့်တော့ဒီကမမလေးခဏဆော့သွားလာတယ်ဒီကကြောင့်လည်းမထားပါနဲ့လောပြီးတော့လည်းမသိနဲ့ကြောင်းဆိုရင်အတွင်းကိုရမ်းကြီးပြီးတော့ထားမကြည့်လို့တတိယဉာဏ်နဲ့ကြည့်ရကြောက်ကံကြီးကြည့်ကြတာတဏှာနေရာလုံးကြားလာအခုကတတိယဉာဏ်နဲ့ကြည့်ညာနဲ့ကြည့်ရ
ကြတဲ့နေရာလေးမိမိတည်တယ်ကိုယ်နေရာနဲ့ကိုယ်ခန္ဓာနဲ့ကိုယ်သိအောင်သတိထားအဲ့ဒီနေရာလေးအောင်လို့ဒါလေးကြည့်ပါအသေးစိတ်ဆိုင်ပြီးလောမကြည့်ပါနဲ့ကြောက်ကြောက်ပြီးတော့မကြည့်ပါနဲ့တတိလေးသင်ကြားဖို့တာဗราဏတတိမပြတ်လို့တာဗราဏတတိမလစ်ဖို့တာဗราဏပါသတိထားပါဒိဋ္ဌသုရာတိုက်တာပါဒီကနေ့မြောင်ကြီးစုပါမြည်စုပါမြည်စုပါဒီကလေးကိုရောက်ပြီးမရောက်နိုင်တော့အလုံးမလိုက်နိုင်တော့ပြီးတဲ့ကလေးကနေဘယ်မှာသွားခြင်းလဲကျမကဒိဋ္ဌိတာဒီကလေးအောင်ကြည့်ဒါဒီကဒီကလေးအောင်ကြည့်မှရှိအောင်ကြည့်ပါဒီကလေးဒီပုံမှန်ဒီတာဒီကလေးတွေနဲ့ဒီတာတစ်ခါတည်းဒီကလေးအောင်ကြည့်တစ်ခါတည်းဒီတော့ရံများနဲ့ဟိုဝါရီမပါသေးနဲ့ဆရာခိုင်းတဲ့လုပ်ပဲလုပ်ပါဆရာမြင်ကြတဲ့တိုက်ရှိပါစိတ်ပါဒိဋ္ဌာပါဒိဋ္ဌာဒီကလေးကြတဲ့အောင်ကြည့်ရလိုက်ဆိုလိုက်နေလို့မြင်လိုက်ဒီလိုဆိုလိုက်ကြည့်လို့ဆိုလိုက်မလုံးနဲ့အဲ့ဒါသီလကျက်သမာဓိကျက်ဉာဏ်ကျက်ဟုတ်ပြီဒိဋ္ဌာပါမကျန်နေဘူးနဲ့မြည်စုတာတခါတည်းပုံကြောင်းနဲ့ဒီပုံကြောင်းနဲ့ဆရာကြည့်တယ်တခါတည်းမြည်စုရှိနေပြီးကြတဲ့အောင်ကြည့်ဒီပုံကြောင်းနေမလဲနေဒိဋ္ဌာဝါရှိပါသိပါဒိဋ္ဌာဝါတခါတည်းမြည်စုပါအပြန်လေးနဲ့စိတ်ကိုယုံမခံနဲ့တရားရောက်မခံနဲ့ဒိဋ္ဌာကြည့်ကြရအောင်ဒီလိုကြည့်လို့ဒီတိုင်းလေးနဲ့နာရီတိကျမှဆွဲတာအဒီမလို့ခင်းနဲ့အဒီတိုင်းမာကြီးနဲ့ခန္ဓာပေါ်ပြီးလောပြီးကြောက်ပြီးလို့ဒီလိုချင်းကြောက်ပြီးကြီးတဲ့ဒီလိုမလို့နဲ့ဉာဏ်နဲ့တတိနဲ့ချိန်စားပြီးတော့ဒီကပါဒိဋ္ဌာဝါဒိဋ္ဌာမမရှိပါဒိဋ္ဌာတတိမပြေခြင်းနဲ့မြည်စုတာဒိဋ္ဌာတခါတည်းကြောင်းစုတာဝါဒိဋ္ဌာပါဒိဋ္ဌာဒီကမကြမ်းနေခြင်းနဲ့ခန္ဓာဆောပြီးတော့အယုတ်ပြည့်ပြီးစိတ်ကမလိမ့်စားခြင်းနဲ့အမှန်လေးစိတ်ကိုယုတ်ကြည့်ပြီးပုတ်ပဌာနဲ့အကျော်ရည်တရားခန္ဓာကိုယ်ကြီးဘိုးရင်းကြီးပြီးပုတ်တင်မထားနဲ့အထောက်ကြီးကြည့်လို့ကြည့်ချရေဝါလေးတစ်သက်ရှိဆိုရင်ဒီကနေ့မပါနဲ့ရောင်များနဲ့ဆရာရှိတိုင်းနဲ့ညီအောင်နဲ့အလိုပဲကြည့်ပြီးငါအလောက်ကတစ်ခါတည်းဆရာအတန်နဲ့ညီအောင်ကြည့်ပြီးတော့ပြည့်တဲ့ကလေးပြိထားမှာဒါအပြင်ဘာမှမလုပ်အောင်ဆိုတော့သတ်မှာအဲဒီလိုတွေမလုပ်နဲ့ဒီကရှိတာဒိဋ္ဌာမကျန်နေခြင်းနဲ့ခန္ဓာမစောနဲ့မလုံးနဲ့ဒီကတိကျလေးတာဒီအောင်ကြည့်အောင်ကြည့်ဒီရောင်ကြီးစုတာပါတခါတည်းကြီးပါရောင်ကြီးပါကိုယ်ကမရှိခြင်းနဲ့ဟိုလေးဒီလေးမရှိခြင်းနဲ့ဟိုကြော်မရှိခြင်းနဲ့ဒိဋ္ဌာဆရာရှိတာတည်းကိုရှိတာတည်းကိုရှိတယ်နဲ့ဒီအကြကြည့်လိုက်ပြီးကျန်နေနောက်ကကြီးအောင်လိုက်ပြီးတခါတည်းကြီးစုတာတခါတည်းကြီးစုတာဒီကအကျိုးဗราဏကြတယ်အကျိုးမှန်မှသတိထားပါအကျိုးဘယံမရာရှိတယ်သတိထားလို့မရတော့ဘူးဒိဋ္ဌာမမှန်ရှိဖို့အဓိကကြတယ်အကျိုးကဟုတ်ပြီဒိဋ္ဌာစုတာစိတ်တာဒီကပါဒိဋ္ဌာပါမကြံနေသည်နဲ့အကျဉ်းလေးတွေနဲ့အကျဉ်းလေးတွေနဲ့ဒိဋ္ဌာအကျဉ်းနဲ့ဒိဋ္ဌာဟောပြီးအကျဉ်းလေးနဲ့ခန္ဓာမစောနဲ့အကျဉ်းလေးကမမားပြီးနဲ့ဉာဏ်လေးနေလည်းကြည့်ထုတ်ပြီးတော့ပြီးနဲ့ထုတ်ပြီးတော့ဒီအကျဉ်းကိုထုတ်ပြီးဒီကနေ့ပို့စီပါဒီမော်လေးတက်လို့လို့လားဝင်ရလည်းဒီပါလို့လို့လားဟုတ်ပြီဆက်ရတော့ဘာကြီးတပြည့်ကြီးခိုင်းနေမဟုတ်ဟုတ်ပြီဒီမော်လေးတက်မှာဆက်လို့လည်းဒီပါလို့လို့လားဝင်ရလို့လားပြောင်းကြည့်သိချုပ်ပြီးတော့ဒီနေ့ဒီကဒီတကယ်ကြီးဒီပုံမှန်ကြီးဒီကြံနေတာဒီကတိကတိကဝိဒါဒီကဘောကျန်နေတယ်ရောက်ခြင်းမရောက်ခြင်းဒိဋ္ဌာဘာမှမရှိပါအောက်ကတိုက်တာထဲဝိညာဉ်ကြီးပွားပြီးမချမ်းအဲ့ဒီရောက်ရင်နာပြီးပြန်ကတာပြီးတော့အကျိုးဆိုင်ကိုဗราဏထားပြီးဒီကြောကွာအလုံးမလိုက်ပါနဲ့နေတာမွေးကြည့်နေတာဒါမသိချင်ပါသမာအာဇီဝလုံးနာပြီးတော့ဒီကလေးကတာအလိုပဲကြည့်မသိခင်ကအသေးတောင်းကျေးဇူးကြီးရှင်တကယ်ကြည့်ရမဟုတ်ဟုတ်ပြီဟောကတဲ့အလိုလိုက်ပြီးတော့အကျော်ပြီးသွားမှရှင်နဲ့ဒိဋ္ဌာအဲ့ဒီသွားမှကြည့်လို့ပြရနိုင်စိတ်ကလေးနာပြီးတော့ရောက်ကဘောပေါလာလေးစိတ်ကနာပြီးတော့မှဆက်နေလို့ရှင်ဘာမှမဖြစ်ဘူးဒုက္ခနဲ့ဘာလို့ဒုက္ခဖြစ်နာပြီးတော့ဒီစိတ်ကလည်းလေးဘောပေါဒီတော့ကြည့်
ဒီကလည်းပဲဒီအစီစိတ်တိုင်းတစ်ခါတည်းကြီးဒီကအစီစိတ်မှန်လို့လေလောက်ပဲဒီအစီစိတ်မှန်လို့အစီစိတ်မှန်လို့ဝင်လေကလေးတစ်ခါတည်းကြားတယ်တစ်ခါတည်းကြားအဲ့မှာဗျံပရာဖြစ်စိတ်ကြဟိုဘက်ရောက်ဖြစ်တော့ဒီကမတော်စီတဲ့အစီစိတ်ပြန်ကြီးအစီစိတ်မှပြန်ကြီးအစီစိတ်မှပြန်ကြီးအစီစိတ်မှပြန်ကြီးဒီတစ်ခါတည်းကြောင်းဒီကပြန်နေနေတစ်ခါတည်းကြောင်းဒီတစ်ခါတည်းကြောင်းဒီတစ်ခါတည်းကြောင်းဒီကပါဒီကပါဒီကပါဂရိတာပါမကျန်နေဘူးမကျန်နေနေဂရိတာဟောဒီလည်းနဲ့စိတ်ကလုံးမလိုက်နဲ့တစ်ခါတည်းကြီးဒီအဖေရဆန်းလာတဲ့နေရာမနေနဲ့စီးရဲနေရာတော့ကွာလည်းရောနေဆက်တယ်ဒုက္ခကြတဲ့ဒီစိတ်ကလေးကရုံးနေမှာသိရင်ပဲလေးကလောက်ဒီတဲ့ကမှလည်းလွတ်လို့ကိုယ့်ရဲ့စိတ်ကလေးဒုက္ခထဲမှာကိုယ်တိုင်းကိုယ်သွားအားနဲ့ကိုယ်ထုတ်နိုင်ပြီးရုပ်ထွက်နိုင်ပြီဆိုတော့ကိုယ်ပိုင်လေးပြထားမှာဒီကိုယ်တဲ့အားကိုရသိပြီးလည်းကိုယ်တဲ့အားကိုရတယ်အဲ့ဒါအမြတ်ပဲရှင်းတာရှိတာဆိုင်တာသုတ်ပြီးတော့ပုံမနိုင်လို့ဆိုစိတ်ရဲ့ခံကြီးကကြာကြာဝိရိပါဒဝိရိရောက်နေအခုတော့စိတ်ကလေးကိုသိနေကြတဲ့အိန္ဒိယတောင်ရပြီသိတာရှိတာဘယ်မှာကျင်းနေသေးလဲဘုရားတရားရောက်တော့တယ်ဒီပေါင်းလေးဆောက်တဲ့ဒီကားလေးတိုက်တယ်သွားတော့မယ်သွားပေါင်းနေတော့မသွားကြည့်ရင်မကြည့်တော့လုံကလိုက်သွားကြည့်တော့သေးတာဖတ်တယ်ခဏမရခဏတဲ့ကြည့်ကြလေးမှာဒါဒီကအစီအတိုင်းအစီအတိုင်းဒီဘယ်ရအောင်ဆိုတာရအောင်လို့တဲ့စိတ်ကြီးလို့ရအောင်လို့တဲ့စိတ်နဲ့ကြားရင်ရတာပဲဟောပြီရှိတာတကယ်ပြေပဲကလေးလို့ရှိတာပါဒီရမ်းမလာလို့ဖြစ်နေတယ်တခါတည်းကြီးဒီအစီတို့ကြီးဒီလိုက်ရလိုက်ရှိလိုက်ဒီလိုပြောလို့မရှိလို့အကြောင်းနဲ့လွတ်လပ်ဒီဝေဆွဲပြီးခေါင်းလုံးကြည့်ဒါရှိတာပါဂရိတာမမရှိတာဂရိတာမပြန်နေသေးနဲ့အစီစိတ်မမားကြီးနဲ့ဒီကလေးဒါလေးအောင်ပြီးပါအကျိုးစုဆိုင်ပြီးကြောက်ပြီးလန့်ပြီးတော့ဆက်ကြည့်တဲ့အပြီးလေးနဲ့မဟုတ်ဘဲစိတ်ကိုနိုင်နေနဲ့တတိယဉာဏ်ပညာတို့ကစိတ်ကိုနိုင်နေနဲ့အားနဲ့လွတ်အောင်ကြည့်ပါဒီကလေးကအောင်ပြီးပါစိတ်ကိုဘယ်မှမနေနဲ့လို့ဒါပြီးတော့ကြည့်တဲ့နေအိုက်ညာနေဆိုပြီးတော့အခါတတိယဉာဏ်ပညာနဲ့သုံးခြင်းနဲ့အောက်ပြီးထုတ်ပါအဲ့ဒီဘယ်မှာကြည့်လို့လဲဒီကဒီကလေးဒီကဘယ်မှာလွတ်ဖို့ဆိုကြောက်ပြီးတော့ကြီးတဲ့အကြီးလေးနဲ့အယံပရနေလားကလားမရှိပါနဲ့မှန်မှန်လေးနဲ့ငယ်နဲ့ကြည်ညာကလေးဥရှိပြီးရသူပါဒီပါဒီကိစ္စမှလည်းဘုရားအတန်ပေးရတဲ့ဆက်ကြောက်ဒီကကြည့်ဒီကမမရှိသွားဒီကမမရှိသွားသတိမလေးရှိတယ်သတိမလေးရှိတယ်သတိကအရှိမနဲ့ရုပ်သက်တာကိုဘာလို့ပြင်းနေလဲအလိုမလိုက်နဲ့အလိုလိုက်လို့ရှိရင်စိတ်ဓာတ်ကြီးကြတော့အလိုမလိုက်နိုင်တော့အလိုမလိုက်လို့လူရမရလို့ရှိရင်ဝိနာကြောအောင်တမင်ကလေးကျင်တာပါဒီဝိနာအိမ်မှာလည်းပကံနေရတော့မလေးကြွားလိုက်ဘယ်ဘွားရောမလေးကြွားလိုက်တရားထိုင်လို့မလေးကြွားလို့ဆိုတော့တုံးမှာဘွားခဏခိုင်းနေရလုံးနေရခဏကြိုးရမလို့ဘူးဒီကနေ့အသေးယူမလုံးနိုင်ဒုက္ခပဲအဲ့တော့အသေးယူလုံးမဲ့စိတ်ကလေးအခုတည်းကထိတ်နေတာဒီကလေးကကားအကြီးနဲ့အနာကိုအောင်ကြီးနဲ့လှုပ်ဖို့ပြင်ဖို့မဖို့အောင်ကြီးနဲ့အလိုမလိုက်နဲ့အလိုလိုက်တဲ့ဘက်ကမိုက်ဆောခံလို့အခုတည်းအဲ့အလိုသိပြီးတော့နာဒီကထိကျက်ကလေးမှာအောင်ကြီးကလေးလောက်ဝပြင်းနေတဲ့အလိုသိပြီးတော့နာဒီကထိကျက်ကလေးမှာထိကျက်ကလေးမှာမွေးဒီကောင်ကလွတ်တဲ့နေရာချမ်းသာတဲ့နေရာလေးမှာစိတ်ကလေးနေနေအောင်မွေးတာဒီကလေးကထိကျက်ကလေးကိုမွေးတာဒီကလေးမှာဒီတိုင်းကျစိတ်ကလေးကိုမွေးတာစိတ်ကိုမွေးတာကတိဉာဏ်ကြီးများတော့စိတ်ကလေးကိုဒီကျဒုက္ခဝေဒနာချမ်းသာတဲ့နေရာလေးမှာမွေးခိုင်းတာပါဒီကအဲ့မှာသမဝေမစိုက်ပြီးတော့မွေးတာသမာဓိလေးခါပါကြောင်နဲ့ဒီကျလေးမှာမြင်အောင်ကြိုးတာသမာဓိဒီကမပြန်လို့ရှိရင်ဒီကဆရာကြီးတို့ဒီကနေ့ဒီတခါတည်းဒီဒါကြီးဒီဒါရီအောင်ကြီးဘယ်လိုလဲဘုတော်ဒီတော့ကိုလဲဒီလေဘယ်လိုလဲဖြစ်နေလဲဒီကနေ့ဒီတခါတည်းဒီပါတခါတည်းဒီကမာနဲ့အဒီမာနဲ့အဲ့ဒါပဲဒီစိတ်ကမမာနဲ့အဒီစိတ်ကမမာနဲ့
ကိုဘက်ကလည်းရောင်းအောင်လုပ်နေပြုံးကြည့်ပါမယ်ငါအတွက်အမွေပေးနေပါလားဟဲ့ဆိုတော့အမိတက်ဖို့နဲ့ဘဝကူပေါင်းဖို့မိဘတိရောက်ဖို့အတွက်ဥပ္ပိကလေးလေးချပေးနေပါလားဆိုတော့ရောက်အောင်ဒီအမွေရအောင်ဟုတ်ပြီစဉ်းစားဒီတရားအလိုကတိကျကလေးမှနေပါတရားခိုင်းတာကတိကျကလေးမှရင်းအောင်စီဆိုင်ပြီးနေပါတဏှာကနှုတ်မဲ့ပြီးနေကြွမယ်တဏှာခိုင်းတဲ့လို့ကိုမလုပ်နဲ့တရားခိုင်းတဲ့လို့ကိုလည်းအရိဒဆရာကဒီကနေ့မှမြင်အောင်နေပတိလေးမြင်အောင်မွေးတာအကျဉ်းဆိုင်ကြီးအကျဉ်းတော်ကြီးဝိကျအန်ကြောင်းစားတစ်ခါတည်းဒီကြပါမကျန်လို့ဒီတစ်ခါတည်းပုံကြောင်းရှိတာဒီဒါလည်းဒီကနေ့မှပတိလေးမြဲကြော်ဝါလေးတက်တက်လေးရွာလေးဒီကွာဒီလိုကြည့်ချက်ပြီးတော့ရှင်းထုတ်ပြီးတော့မရှိပါနဲ့ပို့ပြီးတော့လုံးလိုက်မရှိဒီကြောက်ပြီးတော့ဝိညာဉ်တက်ကြောက်ပြီးတော့အတိတ်စိတ်ကြီးပြီးချုပ်ထားတာလည်းမရှိဘူးအာရာဂခေါ်တယ်ကိုယ့်ကိုဒုက္ခပေးတယ်ရက်စက်ဒုက္ခသစ္စာကြီးငါယုတ်ကြီးလို့ပြောဆွဲတာကိုယ့်ကိုဒုက္ခကြီးဒီစိတ်ကလေးကဒုက္ခကိုပေါပြီးတော့ငါဒုက္ခရောက်တယ်လို့ဒုက္ခရောက်အောင်ငါလိုက်တာအဲ့ဒါကိုစုံလင်လာပြီးတော့ပြီးကတ်လိုက်စမ်းစုံလိုက်တာဒီကလေးပတ်တာဒီကလေးမပိတာပရိဒါဒီလိုနီးတခါတည်းကြီးရံဒရာပြလာရဲ့ကျအပြီးဆိုင်တာကြီးကအဲ့ဒါအာဟုကိုပထမဆင်းနေဒီကြောင့်ဒီတခါတည်းကြီးဒီရွာလေးပေါ်လုံးလာတဲ့ကြီးကြောက်ပြီးတော့ဝရမ်းကြီးကြီးရွာလေးလုံးကြောက်ပြေးပြီးဆိုရင်အဲ့ဒါတတိယရဲမပြညာမပါဘူးအခုကဉာဏ်အားတတိအားနဲ့မှန်မရှိဘယ်တော့ဝိညာဉ်တက်တယ်ဘာပဲကြည့်ဒီစီလုံးလာပြီးတော့တတိယဉာဏ်ကစိတ်ကိုလိုတဲ့နေရာထိနေနောက်ဆုံးလေးကိုဒီပို့တယ်အောင်လုပ်ရမယ်ဒီကကြောက်ပြီးတော့ဉာဏ်မပါတဲ့ကြောင့်လေးကိုဒီစိတ်ကမရနိုင်ဘူးဒီကလေးကကြောက်ပြီးတော့ပြေးကုန်တယ်တတိဉာဏ်ညာတော့စိတ်ကိုနိုင်ရင်းလို့လေးကောင်ဝင်ဟုတ်ပြီဒီကမမလေးကတော့ဝေနာဘာမကြည့်နဲ့အဲ့ဒါအလိုလိုက်ပြီးငါခန္ဓာကိုယ်ကြီးငါပေါင်းကြီးငါဒီကောင်းကြီးတက်ခါရဒိဋ္ဌိကပြီးတော့ငါမခံနိုင်ဘူးဆိုတက်ခါရဒိဋ္ဌိဆိုတော့လှုပ်တဲ့လောဘကြီးသမုဒိယသစ္စာတဏှာကူးသွားပြီတရားဓမ္မယုံဓမ္မနေတရားထိုင်တဏှာဝေသွားပြီတဏှာအလိုလိုက်သွားပြီဆရာခိုင်းတာမလို့ဆိုတော့တဏှာခိုင်းတာလို့မှားပြီဒိဋ္ဌာတဏှာချင်းငါရောင်းဆက်ဆရာခိုင်းတယ်လို့မလုံးမပြင်းနဲ့မကြောက်နဲ့ဒီတိုင်းကြီးဝိကအဲ့မှာဒီလွဲလို့အတိလွဲလို့ဖြစ်တာအဲ့ဒါကိုရုပ်ကြီးသွားလို့ဖြစ်နေရုပ်ကျင်တာပုရိသေရှင်စိတ်ကိုတတိယဉာဏ်လေးကိုကျင်တာကအရိယာကျင်အရိယာရဲ့ပုံစံတိုင်းကျင်စိတ်ကလေးကကျင်ဒီတိုင်းကြီးပါတရားကြောင့်ကြီးတာဒီကမနဲ့ဆရာကြီးတဲ့အတန်းလေးဒီကလေးပရိသတ်ပြဉာဏ်လေးကျင်အစိတ်အယံပရာမပြောင်းအပုံစံနဲ့ကြောင်းဉာဏ်လေးကျင်ပေးနေတာဒီကအဲ့မှာကြောက်ကြတိုက်တာပါအဲ့ကိုရိယဆိုတာအဲ့မှာသိတာပါမမရှိပါမမလေးရှိကနမစောနဲ့မလုံးနဲ့မမလေးကသူ့ဘောင်လေးကအကလေးလေးသူ့ဘောင်ဝင်ထွက်လာပဲရှိရနောက်တော့ငါရှိတော့ဘာတော့သူ့ဘောင်ရှိလိုက်ပြီးသဘောပြောင်းကုန်ချကြွဒီတော့တခါလေးကြီးကနမစောနဲ့မလုံးနဲ့မမလေးရှိကမလေးဒီကလေးဒီကလေးဒီကသတိတာဒီကဒီကြတဲ့အောင်ပြတာပါသိတာပါကျန်လေးတွေသတိတာကြီးကြာရှိတဲ့နေရောင်ကြီးရှိပါနော်ဒီကမနီတော့နော်ဒီကရောင်ကြီးရှိပါသတိတာပါမကျန်လေးတွေနဲ့ဒီမမလေးကြီးခန္ဓာမကောင်းနဲ့မလုံးနဲ့ဒီနားတဲ့အတန်နဲ့ကြားနေလို့တော့ဟောကြားပြီးသားအတန်လေးတော့ဟောညောင်ကြီးဆိုတာဒီကမမရှိကြဒီလိုတည်းရလိုက်နေနေကြလိုက်ဒီနဲ့မမလေးကြီးတောင်းလေးကြီးပေါ်ပါလောလာလေးလိုဝင်ဆက်ပြီးဒီလေးပါဒီပါရွာလေးအပြီးလေးကောင်းစီပါဒီပါညစီကားပါဟောပြီဒီမလေးကြီးနဲ့ခန္ဓာမစောနဲ့မလုံးနဲ့ကြည့်တဲ့ကြားတဲ့နေရာလေးအောင်မမလေးပြူပြီးတော့ဆရာအတန်နဲ့တခြားတဲ့ဉာဏ်နဲ့ပညာနောက်ကကြက်မှပြီးရှိပါဘောဘာမှဆိုင်မှလည်းမျက်စိရလည်းကြည့်လက်ကလည်းလက်ရောက်ကလည်းလေးပါနဲ့ဉာဏ်နဲ့ပညာကလိုချိန်ကဒိဋ္ဌာပါဒိဋ္ဌာမမရှိမလုံးနဲ့ခန္ဓာမစောနဲ့
ကြောက်ပြီးတော့စိတ်လေးလိုက်ပြီးမလုံးနဲ့ဒိဋ္ဌ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 မမရှိတခါတည်းကြီးတခါတည်းကြီးတခါတည်းကကြီးအဲ့မှာအကျိုးစိတ်တွေလွဲကုန်လို့အတိတွေလွဲကုန်လို့ဘယံပရာကြည့်ပြီးတော့သိရလားဒီကကြီးရောက်ရောက်တာရောက်ရှင်တဲ့ဒိဋ္ဌဒီကျန်တာမျိုးကိုလောကလူကြီးတို့တရားစီကံနဲ့လွဲနေလို့မပြတ်မလို့တတိမကားလို့ဖြစ်တာအရဟောတာကျိုးရုပ်ကြီးကောင်းလို့ဖြစ်နေဒိဋ္ဌ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 ရောက်ကြီးဆိုတာရောက်ကြီးဆိုတာမရှိတာဆိုတာမပြန်လေးဒီလေ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 ဒိဋ္ဌဒီဆိုတာဒိဋ္ဌဒီကြလေးအောင်ပြုဒီကဒီကြလေးသိစားနေလားဒိဋ္ဌပြီလားတကယ်ပြီလားဒိဋ္ဌကြည့်ရလားဒီဒိဋ္ဌထားလားသိဒီဒိဋ္ဌထားလားသိမမလေးသိပရိမလေးနဲ့ဒီကြက်ကလေးအောင်ပြုတကယ်ပြီလားဒီကြက်ကလေးဒီတာဒိဋ္ဌမမလေးသိအကျိုးကျမ်းပါနဲ့ကြောက်ပြီးဗျာမလားကြောက်မလို့နဲ့ပုံမှန်လေးမမလေးသိဒီကြက်လေးအောင်ပြုဒီတာဒိဋ္ဌပါဒိဋ္ဌပါအပြန်လေးဒိဋ္ဌပါအပြန်လေးဒိဋ္ဌပါဆိုတော့ကြတဲ့ဘုရားကြီးချက်ကြီးဒိဋ္ဌမလေးနဲ့မလေးနဲ့ဒီမလေးနဲ့ဟောပြီးဒီကျက်ထားတာဉာဏ်နဲ့ဉာဏ်အောင်ပြီးတာဒိဋ္ဌကြီးဒိဋ္ဌဆေးတကယ်ပြီးရလားဒီကျက်လေးတကယ်အောင်ပြီးကြည့်ရလားရှေးဒိဋ္ဌဆေးညီရလားအကြည့်တို့မိုင်းလားဆရာကြီးကလည်းညီလားဒီကျက်မှာဒိဋ္ဌဆေးပြီးတာရှိဒိဋ္ဌဒိဋ္ဌမလွယ်ရရလောကလောအဲ့လောကကြီးအောင်ကြီးဒီဆိုင်ကိုဒီကျက်လေးကဒိဋ္ဌကိုအဲ့လောကကောက်ချလို့အဲ့ဒါဒိဋ္ဌမပြန်လို့ဒီလေမပြန်လို့ဒီလေဟိုကျပြောမနေနဲ့ဟိုလိုဒီလိုမလုံးနဲ့ဆရာခိုင်းနေတာလို့ဒိဋ္ဌငါလို့ပြန်မလုံးနဲ့ငါလို့ပြန်လို့တကယ်လုံးတခါအကံရလို့ရှင်းလာရတာတော်ပြီငါလည်းဒီဆုံးလို့ဆရာလည်းလည်းတော့ဒီကဆရာခိုင်းတာလည်းတော့ငါလို့ပြန်မလို့နဲ့ဒီဆရာခိုင်းတာဘယ်လိုခိုင်းတာဒီကတခါတည်းကြီးကဒီလိုညောင်ကြီးကကြောက်ပြီးပြင်းတဲ့ပြစ်စောပြည့်ဒီပါနဲ့ဒီလိုလေးလို့ဆရာခိုင်းဒီငါခိုင်းတာငါဒီဆရာခိုင်းလို့လုပ်ရလားငါလို့ပြန်လုပ်ရလားသိဟုတ်ဒီကငါလို့ပြန်လို့ရှင်းနေနော်ဆရာခိုင်းလို့လုပ်ဆန်းလာတယ်ဆန်းလာပြီးဆရာခိုင်းလို့တော့ပါကြီးပါကြီးဒီရောင်ကြီးဒီလိုကြီးတစ်ခါတည်းကြောင်ကြီးတစ်ခါတည်းအကြောင်ကြီးဒီမကြီးတဲ့စိတ်ကကြီးပါဆိုပြီးစိတ်ကမကြီးတဲ့အောက်ရောက်ပြေးနေဒုက္ခတွေဆွဲကြည့်အပေလေးပါဆိုတဲ့ခန္ဓာကိုဆွဲချကြည့်ပြီးတော့တိုက်တဲ့ဆိုတဲ့ကြည့်ပြီးတဲ့အောက်နဲ့ပြီးတဲ့ဆိုတဲ့အောက်ကငရဲခန္ဓာဒုက္ခခန္ဓာပေါင်းနေကြတယ်ဘာလို့လဲဒီသွားရစ်တယ်အတေးကောက်ထိုးစိတ်နဲ့ဒုထိုးစိတ်ကဆွဲထားလို့ဗျာပြန်ဆွဲတယ်ကိုယ့်ကိုယုံအပေလေးပါခန္ဓာဒုက္ခတွေကလွတ်တယ်ငါပြီးတော့ပြီးတဲ့ယုံအလိုလိုက်တဲ့ကအကောင်းမလို့လားငရဲကြီးထိုးစိတ်နဲ့ပြီးတဲ့လေးမှမရှိအဲ့ဒါယုံတဲ့တဏှာနေမှယုံထွက်နေတာလိမ့်မယ်ဆိုတာတဏှာမှလွတ်တာလက်ကလွတ်တာမဟုတ်အခုသိရနေတဲ့ကြားရလှုပ်ကြည့်နေတဲ့တဏှာငါဆိုတဲ့ဒိဋ္ဌိအဲ့ဒီကနေဒီကလေးလွတ်အောင်ဒီကလေးမှဒီကလေးကြီးရောက်သွားတယ်တဏှာနဲ့ဒိဋ္ဌိတွေနဲ့လွတ်အောင်ရောက်ပြီးဒီကလေးကနေဒါအိဗ္ဗာန်ထွက်လာတယ်လောကထွက်လာတယ်အိဗ္ဗာန်လေးကိုဆိုတဲ့လမ်းကိုကြောက်ထွက်လာပြီကြောက်ဒီဆိုင်နဲ့အာရမဏကမ္မထိုင်းနဲ့တတိယဉာဏ်နဲ့သံဃာမတဏှာမဒိဋ္ဌိမှယုံပြီးတော့ဘုရားနောက်လိုက်အိဗ္ဗာန်ရောက်သွားတယ်လကားမရအောင်ကျိုးသားတော့မရဘူးအဲတန်ပြီးဆရာခိုင်းလို့လည်းရှိတာဒီငါလို့ကြံမလို့ဒီငါလို့ကြံလို့ကြတာသေးတာပေါ့ဆရာခိုင်းလို့ဘယ်လိုကနေပေါင်းလို့ကြောက်တယ်တိုက်တဲ့ခါသွားနေပြီးသူကသေးဟောငါလို့ကငါဒိဋ္ဌိကချက်ချင်းလေးကြချက်ချင်းသေးပါလားကိုသိပါလေရုပ်တဲ့မမရှိစာနည်းမရှိဒီလိုရှိတာဟောပြီးသတ္တငါတို့အသိစိတ်ဒီအာရမတဘာသာမရှိဘူးတရားညွှန်ခဲ့တယ်အမို့ဆန်းအောင်ခဲ့တယ်ဒီအောင်ကိုပေါ့ကိုဆရာခိုင်းတာမလုပ်ဘူးလေအဲ့ဒါဆိုတော့နေရာကိုပေါ့ကိုဒီလိုလေးကိုခုံစင်းတာဘုရားအကျမ်းမှာငါးကြောင့်ကျမ်းတာဒိဋ္ဌိကြောင့်တဏှာကြောင့်ကျမ်းတာဒီဆရာကဆန်းအောင်လုပ်ပြီးအမှားနဲ့ဒီကဆရာဗတိနေကြီးဒီကအတန်လေးရောအကျဉ်းလေးရောငါတို့ကျမ်းမှာပြီးထိန်းရတာဒီရောဖန်ကြီးကတော့သိရောအားသေးရတယ်ဟောပြီဒီအခါတည်းဒီဆရာပြောလို့ကြည့်မခံနိုင်ပြောပေါ့ဆရာအမပေါ့ဆရာခိုင်းလို့ကတော့ကိုယ့်ဘာကိုလို့ရှင်းရအောင်ငါအမကိုယ့်ဘာကိုဆိုဒီကဒီကြလေးကမှလည်းဖြစ်တာဒိဋ္ဌာဒီကြလေးလည်းအောင်ပြုဒီကြလေးလည်းအောင်ပြုဖြစ်တာဒိဋ္ဌာဗမာလည်းဒီကြဒီကငါတို့ကဒီကြလေးအောင်ပြုမမလေးရှိခန္ဓာဆိုပြီးလောပြီးတော့ကြောက်လို့ရှိနေမမလေးရှိရောလေးလေးရှိဇဝလေးလေးပေါင်းရှိခန္ဓာကိုယ်သိသိကြီးဆိုလို့ရှိနေဒိဋ္ဌ
ဒီကြောင့်လေယာဝင်လေးထွက်လို့တစ်ဆက်တည်းပေါ့ပါဆောင်းကြီးလေးလည်းတစ်ဆက်တည်းဝင်ထွက်တယ်ဆိုပြီးဒီကမမလေးရှိသွားနားလေးရှိသွားရှိသွားဂရိတာမကျန်လေးဒီလေးမကျန်လေးဒီလေးမကျန်လေးဒီလေးဂရိတာပါတခါတည်းညီတာပါဂရိတာမကျန်လေးဒီလေးရာတန်လေးညောင်ကြီးညီကြပါညောင်ကြီးပါတခါတည်းအန်ကြောင်ချကြပါတခါတည်းညီနဲ့ဂရိတာနဲ့ညီပါဒေချာကျမပါခန္ဓာဆောပြီးတော့မလုပ်ပါနဲ့လို့ပြန်မလုပ်ပါနဲ့ဒီကအစီဆိုင်ကြီးတာပါခန္ဓာကိုခန္ဓာကြီးရိုးရိုးတရားစိတ်နဲ့ဘုံကနေမြစ်ထုတ်ပြီးတော့စိတ်ကြီးတုံးပြမရှိပါနဲ့ဟောပါလေးထားပါခန္ဓာကြီးကိုပေးထားလိုက်ပါဒုက္ခတုံးကြီးကိုပေးထားလိုက်ပါဒီကားပါကြီးကြလေးအောင်ကြည့်ပါမမရှိဗမာလည်းကြီးကြကိုသတိထားရလားကြီးကြကိုတကယ်သိရလားတကယ်သတိထားနေတာဟုတ်ရလားဆရာခိုင်းလို့လုပ်နေရလားရှင်းအောင်သိကြရှင်းငါလုပ်ကြမလုပ်နဲ့ကြီးကတခါတည်းကြီးဒါရအောင်ကြီးအရှိတကယ်လည်းမမားကြီးဆရာမမလေးကြီးကဟိုကြောဖြစ်တာကိုပဲဘုဘကလည်းကြီးကပါအကျဉ်းလေးကြီးနဲ့တခါတည်းကြီးကြီးပါတခါတည်းကြီးတာပါသိကြီးတင်ကားတယ်အော်ခဲ့တယ်ကောင်းကြည့်ပါနဲ့ဘာဒီလို့ရှိရမယ်လေသိမှဒီလို့ဘာလို့ပါကြိုက်လဲဘာပေါ့သိလေးမှာတစ်ခါမိုက်စီလို့တစ်ခါပေါင်းပြီးတော့ကြိုက်တာနာသိအဲ့လည်းမမှတ်ဘူးနာပြီးတော့တိတိကျကျဆန်းလာတဲ့ကနေဆန်းလာတဲ့နာအစ်ကြီးလက်သေးပြီးသားပါလေနဲ့တော့ဘယုံလို့ဒီလိုမြစ်တဲ့နေရာပုံလိုက်တာကိုတော့ကိုကြတာကိုကြောက်ငါမတ်တာတွေ့လေဒိဋ္ဌပါဟောခဲ့တာပေါင်းလို့ဒီမှာလည်းမလုပ်ပါနဲ့လုပ်နေခိုးလေးပါငါအဲ့ဒါလိုလိုက်တာအလုပ်လည်းခဏဆန်းလာရဲ့ခဏပဲကြောင်းရသိတော့ဘလို့မရတော့ဘူးဒိဋ္ဌတော့မလုပ်နဲ့တော့မကြည့်နဲ့အဲ့တော့ဘောအောင်ပြနေတော့ဒီကကတာဒီကလေးကမှလည်းအဲ့ဒါကြီးမမလေးကြီးကြောက်ပြီးလည်းကလည်းမရှိနဲ့ဒီဆိုပြီးဆောက်ပြအတင်းရောပြီးမရှိနဲ့မမလေးကြီးရဲ့ဒီလိုလေးညီတာပါညီတာမင်းညောင်ကြီးရပါဒီညောင်ကြီးတွေပါတက်ပါဘုဘကတစ်ခါတည်းကြောက်တကယ်အန်ကြပြီလားတကယ်အန်ချပါတရားရှိဆိုင်နဲ့မိမိရှိဆိုင်နဲ့အန်ချပါခန္ဓာဆောပြီးတော့ကြောက်လို့မချနဲ့မမလေးကြီးသွားပရိသမမရှိသွားပါပရိသပါပရိသတိလေးနဲ့အန်ချဘုဘကမလဲလို့ကိုဒုက္ခရောက်တာဒီကဆရာလမ်းကြောင်းနဲ့ခေါ်ပြီးတော့သိရတဲ့အချိန်လေးကလမ်းကြောင်းနဲ့ဘုဘကိုထိုးဆိုင်ကိုဆက်သွားတာရောက်ပြီးပရိသကောကိုမကောင်းမှန်းပြန်ရုပ်အလုံးလိုက်ကြည့်ပါလားသိကြီးတယ်လို့ကြီးငါဖြေတုံးမှန်ကြငါခန္ဓာဝိလို့ဆိုတာတော့ဒုက္ခကြီးပါလားစိတ်တုံးကြီးပါလားဒါကြဒွေကြီးပါလားမပေါင်းသေးပါလားဆိုပြီးတော့နောက်ပြီးကြည့်တယ်လွတ်တဲ့နေရာမှာနေတော့မွေးနေတော့ဒီကနေ့ကျတော့ဟိုဘက်ကြီးလို့များဒီဘက်ကြီးလို့များတော့ခန္ဓာကိုယ်ပေါ်ပဲနေရမှာခန္ဓာကိုယ်မှာအလိုမတမီးသွားတယ်လို့ရှိရင်ဒီမှာမလာပြီတော့အခုအနာဒီကဒီလွတ်တဲ့နေရာမှာနေသိတဲ့ကောင်ကရတာအနာကကိုလည်းမကြည့်ဘူးအတိတ်ဒီဘဝခြေဒုက္ခခန္ဓာကြီးလည်းမကြည့်ရနဲ့သိကြကလေးနဲ့ပြစ္ဆုတ်ပန်တဲ့တဲ့လေးမှာကာလာဝိကိုဒီသိတဲ့ကောင်ကရတာအဲ့ဒါအရိယာတွေရတယ်သိကရငြင်းငါရသိကရရင်တန်တနာပြတ်ပြီပရိစ္ဆေကောင်ကသိကြကလေးနဲ့ရတာပါဒီမှာတတိလွတ်တဲ့ဝေဒနာသွားပြီးတနာဘူးတော့အဲ့ဒါခဲငါပေါ်ကြီးဒိဋ္ဌိနဲ့သွားရင်လဲပြီးဒီကလေးကြည့်တာပြစ္ဆုတ်မှာရတာပြစ္ဆုတ်မှာတဲ့ရပြစ္ဆုတ်မှာအာဟုတုတရားတွေကျေသူ့တရားလေးနဲ့ရတာဖြစ်ကလေးဒီကသိတာပါဒီကတိုင်းမရောက်သိတာလဲဒိဋ္ဌအကျဉ်းလေးတွေနဲ့မမနဲ့အကျဉ်းဆိုင်မမနဲ့ဒိဋ္ဌမကျဉ်းလေးတွေနဲ့ဒိဋ္ဌသတိမကျဉ်းလေးတွေနဲ့အကျဉ်းဆိုင်မမနဲ့သိကြမနဲ့သိကြအောင်ကြည့်မှာဟိုတော်ဒီမရောနဲ့မမလေးသိတာမမဂရိတာအယံပဒါကြောက်ပြီးလက်ကြံလို့မနေလားအဲ့ဒါအကုန်လုံးကိုယ်ကကြောက်နေတယ်အကျဉ်းဆိုင်မမနဲ့ဒီကဝင်လေကလေးတွေရောကြီးခေါ်ကြဖြစ်တယ်ဂရိတာမမလေးသိဆရာစီတယ်ကြီးအလိုပဲကြီးဆရာစီတယ်တစ်ခါတည်းကြဖို့ကိုလို့အန်ကြောက်ချပြီးညီညွန်မကိုလို့ဒိဋ္ဌမမကြီးဒီဒါညီစီက
နိစီတာပါနိစီတာပါဒီကျက်ကလေးပရိသတ်တော့နိစီတာခြင်းနိစီတာမပြန်လေးစီနဲ့မပြန်လေးစီနဲ့မပြန်လေးစီနဲ့ပရိသတ်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 ကြောက်ပြီးတော့လမ်းကျဆုံးပြီးတော့ဘုန်းကြီးဆုံးပြီးရှင်းမထားနဲ့တော့အဲ့ဒါမိသွားတယ်လေဒီလားကလာဆုံးတယ်ဒီလားကလာရှင်းရတယ်သူတွေပေါ့ဆိုတော့ဒီဒုက္ခဒုက္ခရဲ့စိတ်နဲ့သွားရင်မကိုက်ဘူးကလည်းဒါကမကိုက်ချင်းကလည်းဆုံးမှာနာပြီးတော့ဒီကျက်ကလေးကိုပရိသတ်ပါပရိသတ်ပရိသတ်မမှန်သိတာ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 ဒီကျက်ကိုဒီမှာလည်းဒီကျက်ဒီမှာလည်းဒီကျက်သိတာသိတယ်သိတာကြည့်သိတာသိတာအစီတိုင်းမမနဲ့အစီတိုင်းမမနဲ့သိတာလေသိတာမှာသိတာရင်တရားကြည့်တယ်သောတာပန်လောက်ကတော့အပေတကားပိတ်ဖို့အပိတ်တတ်ဖို့သိတာရင်ဘာမရပဲနေရမှာလဲမတွေ့ရတာလကားတော့မရလကားရတာလည်းပဲလကားနေရမှာပရိသတ်ဒီကျက်ကလေးသိတာသိတာပရိသတ်ဒီအားတော့မယ်တရားအားတော့မယ်တိုင်းမှာဒီတိုင်းမှုတွေပရိထားမှုတွေဝရိယထားမှုတွေပရိထားမှုတွေအားတော့ဘလအားကြီးတယ်နဲ့ထိုးရမယ်ဒါဘိုးရိယဘိုးတော်ကြီးပရိဝေသမာဓိကိုပညာဘိုးဘလတွေအားတွေနဲ့ထိုးရမယ်အလကားမရသုဒ္ဓသုဒ္ဓရှိတာစိတ်ဓာတ်ကြီးဒီတာဒိဋ္ဌမပြင်းလေးစီနဲ့မပြင်းလေးစီနဲ့ပရိသတ်ပရိသတ်ပါပရိသတ်မပြင်းလေးစီနဲ့ဒီတခါတည်းဒီအစီတိုင်းကြီးတရားရှိတယ်နဲ့ဒီကနေ့အန်ချဒီအန်ကြောင်းချခြားအန်ကြောင်းတစ်ခါတည်းဒီကရှိတာဒီပါပရိမလေးစီနဲ့မပြင်းလေးစီနဲ့ပရိသတ်ပရိသတ်ဒီမလေးစီနဲ့ဆန္ဒဆောပြီးကြောက်ပြီးတော့ဒီနေ့မမလေးစီကိုယ်စိတ်နဲ့ကိုယ်ရဲ့တရားနဲ့ကြည့်တော့ကိုယ်ဘာကြောက်မှာ။ကြာပြီးတဲ့အမှုဆရာမြင်ခဲ့တဲ့အန်ကြောင်းချဝိညာဉ်တက်လာကြောက်ပြီးတော့သက်သာအောင်ဆိုပြီးတော့အတေးကျုံးရုံးစီဖို့ပေါ့။ကြောက်လန့်ကြီးတယ်လို့မဟုတ်ဘူး။ဒီစိတ်ကလေးကဒုက္ခဝေဒနာကြတဲ့ကိုသွားနေစိတ်ကလေး။တတိယဉာဏ်ကတော့အသာလေးဆွဲပြီးနိုင်ရင်းနဲ့လေးကျပြီးအားဝိကြမ်းနဲ့ဝိမာတယ်။မားတယ်ကြောက်အလားလုံးကိုအားတယ်ကြောက်။မားတဲ့ပုဂ္ဂိုလ်မှာအားရတက်လာဝိကြမ်းရတဲ့ကိုလေးတိုင်းနေတာ။အခုလေဒီကျက်ကလေးမှာတတိယဉာဏ်လေးကျနေတာဉာဏ်နဲ့ပညာတွေသတိတွေအားမွေးနေတာအားကြည့်အောင်လုပ်နေတာကြောက်ပြီးတော့လောက်အောင်ကြည့်ဖို့ရှိရမှာပရိသတ်ပါပရိသတ်မမရှိဒီလိုမလိုက်နဲ့သိလိုမလိုက်နဲ့ဆရာကြီးကြတဲ့အတိုင်းဒီလိုကြီးအလေးငယ်ကြီးဒီချုပ်ပြီးပုတ်ပြီးတော့အနာကိုကြီးတုပ်ပြီးနေနေဖွေးစီရေဝါလေးတက်ဖွေးစီလောလလေးဝင်ဆောင်စီဒီကိုကြီးတုပ်ပြီးတော့မရှိပါနဲ့ဒီခလိုက်တိုက်ပြီးတော့အချင်းချက်ပြီးတော့ဖောက်ပုံမှုမရှိဖြစ်ပါဘူးမမကြီးဒီကျက်ကလေးဒီတာပရိသတ်ပါမပြန်လေးစီနဲ့ပရိသတ်မပြန်လေးစီနဲ့ဒီကျက်ကလေးမှာလည်းဒီကျက်ဒေတာကြီးအောင်ကြီးပရိသတ်ဗမာလည်းဒီကျက်တကယ်သိပြီလားတကယ်သိတာနေပြီလားဒီကျက်ကိုသိပြီလားဒီကျက်လေးမမလေးအောင်ဒီတာဗမာလည်းဒီကျက်ကိုသိရလားဗမာသိရလဲဒီမြောင်ကြီးကြီးပရိသတ်အကျိုးတိုင်းမြောင်ကြီးကြီးပရိသတ်မပြန်လေးစီနဲ့မပြန်လေးစီနဲ့ဒီတခါတည်းကြီးမှန်တော်ပြီဒီကမမလေးဒီကပါပရိမလေးစီနဲ့ဒီကအန်ကြောင်းကြီးဒီကနော်ဘာမှမကြောက်နဲ့ဝင်လာတက်လာလှည့်ပြီးလို့မကြောက်နဲ့တော်ကြီးမကျွနဲ့မပေါင်းသေးနဲ့ဒါပုရိသတလေးကြီးဒိဋ္ဌရောင်းကြီးဒီကမရှိကဒီကမပြန်လေးစီနဲ့မပြန်လေးစီနဲ့ပရိသတ်ဒီကျက်လေးအောင်ကြည့်ဒီကကျက်လေးသိစားတဲ့နေရာပရိသတ်ပြီလားတကယ်သိပြီလားသိစားကြည့်ရလားပရိသတ်ထားရလားသိအမှန်လေးသိပရိမလေးနဲ့ဒီကျက်ကလေးအောင်ကြည့်တကယ်သိပြီလားဒီကျက်ကလေးဒီတာပရိသတ်မမှန်လေးသိအကျိုးတိုင်းမနဲ့ကြောက်ပြီးဘယ်လိုလဲကြောက်မလို့နဲ့ပုံမှန်လေးမမှန်လေးဒီကျက်လေးအောင်ကြည့်ဒီတာပရိသတ်ပါအပြန်လေးပရိသတ်ပါဆိုတော့ကြတဲ့ဝိကိရိယဆက်တယ်ပရိသတ်ဒီကမလေးနဲ့မလေးနဲ့ဟောပြီးဒီကျက်သေးတာဉာဏ်နဲ့ပြန်အောင်ပြီးတာဒီကကြီးဒီကရှိတကယ်သိရလားဒီကျက်ကလေးတကယ်အောင်ပြီးပြီလားရှင်းဒီကရှိညီွေးလားအကြည့်တို့မှန်းလားဆရာရှိကနေညီလားဒီကကျမဒီကရှိပြီးသားရှိဒီကရှိမလဲအရိယာလောကလောအဲ့လောကကြီးအောင်ကြီး
ဒီဆိုင်နေတဲ့ဒီကလေးကသိချဘူးတော့အဲ့ဒီလောက်ကရောက်ချလို့အဲ့ဒါကသိချမပြန်လို့ပြီးတဲ့ပြန်လေးပြီးနဲ့ဟိုကြောပြောမနေနဲ့ဟိုလိုဒီလိုမလုံးနဲ့ဆရာခိုင်းနေတာလို့သိချငါလည်းကြံမလုံးနဲ့ငါလည်းကြံလို့တစ်ခါလုံးတစ်ခါတော့အမှန်တရားလေးရှင်းလာရတာတော်ပြီငါလည်းဒီဆုံးနဲ့ဆရာလည်းလို့တော့ဒီကဆရာခိုင်းရလို့တော့ငါလည်းကြံမင်းနဲ့ဒီဆရာခိုင်းတာဘယ်လိုခိုင်းတာဒီကတခါတည်းကြီးပါဒီလိုညောင်ကြီးပါကြောက်ပြီးပြင်းတော့ပြစ်ဆုံးပြလို့ဒီပါနဲ့ဒီလိုလေးလို့ဆရာခိုင်းငါခိုင်းတာငါဒီဆရာခိုင်းလို့လုပ်ရလားငါလုပ်ကြလုပ်ရလားဆိုဒီကငါလုပ်ကြလို့ရှင်းနေနော်ဆရာခိုင်းလို့လုပ်ဆန်းရတယ်ဆန်းရတယ်ဆရာခိုင်းလို့ရှင်းတော့ပါကြီးပါကြီးပါဒီရောင်ကြီးပါဒီလိုကြီးတခါတည်းကြောင်ကြီးတခါတည်းအကြောင်ကြီးဒီမကြီးရတဲ့စိတ်ကကြီးပါဆိုပြီးစိတ်ကမကြီးရတဲ့အောက်ရောက်ပြေးနေဒုက္ခတွေဆွဲနေရဲ့အပေလေးပါဆိုတဲ့ခန္ဓာကိုဆက်ချနေပြီးတော့တိုက်တဲ့ခဲတဲ့ခဲတဲ့ကြည့်တော့ရှိရအောင်လို့ပြီးတော့ဆိုတော့အောက်ကငရဲခန္ဓာဒုက္ခခန္ဓာပေါင်းနေကြပြီးတော့ငရဲကြီးသွားရည်ဆိုအတင်းကောက်ထိုးစင်းတာဒုက္ခစိတ်ကဆွဲထားလို့ပါဗျာပြန်ဆွဲဒီကောက်ကိုရုံးအပေလေးပါခန္ဓာဒုက္ခတွေကလွတ်နေနာပြီးတော့ပြီးတော့ရုံးအလိုလိုက်တော့အကောင်းလို့လားငရဲကြီးထိုးစင်းတယ်ဒီကလေးမမရှိအဲ့ဒါရုံးတဲ့တဏှာနေမှရုံးထွက်နေတာဒိဋ္ဌိဆိုတာတဏှာမှလွတ်တာအလကားလွတ်တာမဟုတ်အခုသိရနေတဲ့ကြားရလက်ရှိနေတဲ့တဏှာငါဆိုတဲ့ဒိဋ္ဌိအဲ့ဒီကလေးစိတ်ကလေးလွတ်အောင်ဒီကလေးမှဒီကလေးကြီးရောက်သွားတယ်တဏှာနဲ့ဒိဋ္ဌိတွေကနေလွတ်အောင်ရောက်ပြီးတော့ဒီကလေးမှနေတာနိဗ္ဗာန်ထွက်လာတာပဲလောကထွက်လာတယ်နိဗ္ဗာန်လေးကိုနိဗ္ဗာန်ဆိုတဲ့လမ်းကိုကြောက်ထွက်လာပြီကြောက်ဒီဆိုင်နဲ့အာရမဏကမ္မထာနဲ့ပဋိဉာဏ်ဉာဏ်နဲ့သံဃာမတဏှာမဒိဋ္ဌိမှယုံပြီးတော့ဘုရားနောက်လိုက်နိဗ္ဗာန်ရောက်သွားတယ်လကားမရဘူးသူကားတော့မရဘူးတော့တန်တန်ကြီးဆရာခိုင်းလို့လည်းရှိတာဒီငါလုံးကြံမလို့ဒီငါလုံးကြံလို့ဒီကလာသေးတာပေါ့ဆရာခိုင်းလို့လည်းကတော့ပေါင်းလို့ချောပြီးတိုက်တဲ့ခါကျသွားနေပြီသူပဲသေးတယ်ဟောငါလုံးကငါဒိဋ္ဌိကချက်ချင်းလေးကြချက်ချင်းရှင်းရပါလားကိုပြီးသွားလိုက်ရုပ်တဲ့မမရှိစာနေမရှိဒီလိုရှိတာဟောပြီးသတ္တနာတိဝတိတိကဣက္ခသာဒီအာရမရဘာစာမရှိဘူးဆရာမျိုးတဲ့နေရာကိုဆန်းအောင်ခဲ့တယ်ညဒီအောင်ကိုပေါ့ကိုဆရာခိုင်းတယ်လို့ကိုလည်းအဲ့တဲ့ခဲ့တဲ့နေရာကိုကိုပေါ့ကိုသေးသေးလေးကိုဆုံးဆုံးတာဘုရားကျမ်းစာမှာ၅ကြောင့်ကျမ်းတာဒိဋ္ဌိကြောင့်တဏှာကြောင့်ကျမ်းတာဒီဆရာကဆန်းအောင်လုပ်ပြအမှားလို့ဣက္ခဆရာကတည်းကဒီပါအတန်ရောအကျဲရောနန်းတော်ကျမ်းမာပြီးသိရတာဒီရှိတဲ့လူအောင်ကြီးရုပ်ကိုကျင်းတဲ့စိတ်ကိုပြစိတ်ကိုနိုင်နေအောင်လေ့ကျင့်တာဒီကတရားကျင့်နေဆိုစိတ်ကိုဒီလိုစိတ်ကိုနိုင်နေအောင်လေ့ကျင့်ဖို့အားထုတ်ဒီကမကြံနေစင်းနဲ့ပရိဒါဝိနည်းတလောင်ကြောင်းပြင်းလို့အဲ့ဒါကြီးသုတ်ဖို့ပြလို့သက်သာဝိကလုံးနဲ့ဒီနေ့စမဲ့ယုံကြည်သက်သာအောင်သွားမလို့နဲ့သက်သာအောင်သွားလို့ရတယ်လို့မဟုတ်ဘူးဘုရားတော်မှာဩရာနာပရိဒါရှိတာမပြောင်းဘောမနာဘုရားတော်မှာမရလို့ဆင်းလာခဲ့တာအနာဘောသက်သာအောင်သွားလို့မလိုက်ဘူးဒုက္ခတွေကြီးစိတ်တွေကြီးဒီနေ့ပြေအောင်စမဲ့ပြေနေကြီးအဲ့ဒါကြီးသွားရင်ငါရုပ်ကြီးဆိုပြီးအမြင်မှားပြီးတော့ငါလည်းပေါင်းကြီးတိုက်တဲ့ကောကြီးကြီးရအောင်နေကြီးရတဲ့ရုပ်ကြီးဘယ်လောက်ပဲကြည့်ကြည့်ဒီနေ့ပြေအောင်စမှာပြီးစမှာဒီနေ့ကြည့်ရမှာယောဂဗျာ96ပြီးတော့စမှာပြီးစမှာကြီးကကြီးရအောင်နေလောအောင်လာပြီးနာပြီးတော့ဒီကကတာဂရိတာဂရိမလေးဆိုတော့ဂရိမလေးဆိုတော့မကြောက်နဲ့မသိဘူးဘာမကြောက်ပြင်နာမှလာရှိတာအနေကြောင့်ခဏပန်သက်တောင်နေတာကြောက်ကြကောင်းတယ်နေရလည်းကြောက်သေးကြီးလည်းအပယ်လေးကမှကြောက်တော့ကြောက်ကြကောင်းတယ်မပြင်းမလို့ကနဲ့ဝရိယစိုက်ပြီးသဘာထားပြီးတော့ဒီစိုက်ပြီးတော့ဒီကျက်လေးခတ်တာအဲ့ဒါကကြောက်ကြမကောင်းသိကြကောင်းတယ်ဒီကန်းလာပြီးတော့အနေနဲ့တဲ့ဘဝနဲ့ဒီကတိကြောက်တယ်ဝိသုရရတယ်ရဏာကြီးကြီးပွားရရပြီအဲ့ဒါကိုယူသိကြကြောက်ကြမဘူးသူကတိုက်တာခဲတာသွားပြီးရတယ်မသိမပြင်းနဲ့မလုံးနဲ့ကိုယ့်ကိုဆုံးမအကြောင်းကိုသဘောပေါက်ပြီဒီကြီးကဒုက္ခပြီးရမှပြီးရတာနဲ့ဘယ်သူမှတိုက်တာခဲတာကြီးလာလိုက်တာမဟုတ်ဘူးကိုဒုက္ခကိုခံကိုရှာတာလို့ကိုရတဲ့ဒုက္ခကြီးအဲ့ဒါကိုငါယုတ်ကြည်ကြောင်းမဆွဲနဲ့သက်ကောင်ကောင်းလို့စီးလိုက်တာလွန်ပြီးဒါမှတပါးသားမရှိတော့ဘလောက်စီးစီးကွာတယ်လက်သေးတာလေကိုယ်ဆန်းတာမျိုးကိုယ့်ကိုလွန်ပြီးမှတပါးသားမရှိတော့ဘူးကြီးတာဒီကပါဒီကမမရှိတော့ပရိဒါဒီမလေးဆိုနေရှ
ရှူဖြည်းဖြည်းချင်းလျှော့ပါမယ်ဖြည်းဖြည်းချင်းအရှူလျှော့ပါမယ်ခန္ဓာကိုယ်အနေထားကိုပြန်ပြီးတော့စစ်ဆေးလိုက်ပါမူလတရားစထိုင်စဉ်ကလို့မှန်ကန်တဲ့ခန္ဓာကိုယ်အနေထားဖြစ်ရပါမယ်ရိုင်ချင်းရွဲ့ချင်းစောင်းချင်းလန်ချင်းမရှိပဲမူလအတိုင်းမှန်ကန်တဲ့ခန္ဓာကိုယ်အနေထားဖြစ်ရမယ်စိတ်ကလည်းယုတ်ကြီးကိုထိန်းချုပ်ထားတာမရှိရပါဘူးစိတ်နဲ့ယုံနဲ့ဆက်ဆက်ကင်းနေပါစေအရှူလဲလျှော့ပါမယ်ကိုယ်ဘက်ကအားဆိုင်ပြီးမရှူတော့ဘဲနဲ့သူ့ဘာသူပဂတိတဘာဝဝင်လေထွက်လေအတိုင်းထားလိုက်ပါမိမိဘက်ကအနားယူထားပါမယ်စိတ်ကောယုတ်ကောအေးစစ်စစ်လျှော့ပြီးတော့အနားယူထားပါအားလုံးအဋိဋ္ဌံပါရမီပြည့်ပါပြီပြုံးစားရေးမလုပ်ပါနဲ့အောင်လက်ချောင်းလေးတွေကစားပြီးတော့စုပ်လိုက်ဖြန်းလိုက်ဖြည်းဖြည်းချင်းလက်ချောင်းလေးတွေစုပ်လိုက်ဖြန်းလိုက်ဖြည်းဖြည်းချင်းလုပ်ပါဒီမှာလက်ကဝလေးကနေစပြီးနှဲ့လိုက်ခြေပြားလေးကော့လိုက်ဖြည်းဖြည်းချင်းဖြုတ်ပါမယ်ပြုံးစားရေးမလုပ်ပါနဲ့ဇိုးကနေဇက်ကနေမလုပ်ပါနဲ့အားလုံးကျမ်းမာချမ်းသာကြပါစေ